င်္ဂလာပါ Wine Video Recap Channel ကနေပြီးကြိုဆိုပါရစေကျွန်တော်တို့ channel ကတော့ဗီဒီယိုတွေရဲ့မူလအရသာကိုမပြည့်စည်စေပဲအချင်းချုပ်ပြီးပြန်လည်တင်ဆက်ပေးတဲ့ channel ပဲဖြစ်ပါတယ်ခင်ဗျာအစဉ်တင်ဖြင့်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုစပါတော့မယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့နိုင်ငံရဲ့လူပေါင်း၄ပုံတစ်ပုံတည်ဆုံရတဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ပြည်တွင်းစစ်အတွင်းကဟူးဆိုတဲ့ကလေးမလေးတယောက်ရဲ့ခက်ခဲစွာရှင်တန်ကြံရစ်ခဲ့ရတဲ့ဖြစ်ရမှန်ဇလန်ကလေးပဲဖြစ်ပါတယ်ဇလန်ရဲ့အစကိုပြောပြရမယ်ဆိုရင်တော့အချိန်အားဖြင့်1985ဧပြီလတလမှာအမေရိကန်တွေကကမ္ဘောဒီးယားကနေထွက်ခွာတော့မယ့်အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူတို့ထောက်ပံ့ပေးထားတဲ့ဖနွမ်ပင်မြို့မှာရှိတဲ့လွန်တော်အစိုးရတပ်ကအရာရှိတယောက်နဲ့မိသားစုဝင်တွေရဲ့အခြေအနေတစ်ခုကိုတင်ပြထားပါတယ်ဖခင်စစ်ဗိုလ်ကြီးခင်ကတော့အမေရိကန်တွေသူတို့ကိုထားခဲ့ပြီးမကြခင်မှာကွန်မြူနစ်ခမာနီတွေကမြို့ထဲဝင်လာတော့မယ်ဆိုပြီးစိတ်ပူနေပါတယ်မိခင်ကတော့ပုံမှန်အတိုင်းပါပဲအိမ်မှုကိစ္စတွေနဲ့အလုပ်ရှုပ်နေပါတယ်သူတို့မှာတားသမီး9ယောက်ရှိပြီးသူ့ရဲ့ကလေးတွေကတော့ပျော်ပါကားခုန်နေကြပါတယ်ညဖက်မှာတော့သူတို့မိသားစုတွေညစာကိုတပျော်တပါးစားတောင်းနေကြတာကိုတွေ့ရပါမယ်ဒီလိုနဲ့နောက်တရက်မှာတော့လမ်းတွေပေါ်မှာပြည်သူတွေကလက်ကင်ပဝါအဖြူလေးတွေလွင့်ပြီးမြို့ထဲကိုဝင်လာနေကြတဲ့စစ်သားတွေကိုကြိုဆိုနေကြပါတယ်ပထမဆုံးဝင်လာတဲ့တပ်ကတော့အစိုးရစစ်တပ်ဖြစ်ပြီးသူတို့ကကမ္ဘောဒီးယားလက်နက်ကင်တွေကိုပေါင်းစည်းတင်ပြီးဆိုပြီးလူထုကိုမိတ်ခွန်းပြောနေကြပါတယ်အဲ့ဒီတစ်ချိန်တည်းမှာပဲခမာနီတွေကအင်အားအလုံးအရင်နဲ့မြို့ထဲကိုဝင်လာနေကြပါတယ်ပြည်သူတွေကတော့ကမ္ဘောဒီးယားလက်နက်ကင်နှစ်ဖွဲ့လုံးကိုကြိုဆိုနေကြပြီးပေါင်းစည်းကြဖို့ကိုလည်းမျှော်လင့်နေပါတယ်ဒါပေမဲ့ဖြစ်မလာခဲ့ပါဘူးဘာလို့လဲဆိုတော့အင်အားကြီးတဲ့ခမာနီတပ်တွေကအစိုးရတပ်တွေရဲ့လက်နက်တွေကိုတင်ပြီးစစ်တပ်နဲ့မိသားစုဝင်တွေအစိုးရဝန်ထမ်းတွေပညာတတ်တွေအမှုပညာရှင်နဲ့ဘုန်းကြီးတွေကိုစတင်ဖမ်းဆီးပါတော့တယ်အဲ့ဒီအခြေအနေကိုမြင်တွေ့သွားတဲ့ဗိုလ်ကြီးခင်ကသူ့ရဲ့မိသားစုဝင်တွေကိုလိုအပ်တဲ့ပစ္စည်းတွေတင်ခိုင်းပြီးအိမ်ကနေအမြန်ဆုံးထွက်ခွာကြဖို့ပြောပြလိုက်ပါတယ်အပြင်ဖက်မှာတော့ခမာနီတို့ကအမေရိကန်တွေဘုံလာကျဲတော့မှမို့ပြည်သူတွေကိုမြို့ထဲကနေအမြန်ဆုံးထွက်ခွာကြရမယ်3ရက်နေပြီးရင်တော့မြို့ထဲကိုပြန်လာခွင့်ပေးမယ်ဆိုပြီးကြေညာနေပါတယ်ပြီးတော့ခမာနီစစ်သားတွေကတအိမ်တက်တအိမ်ဆင်းပြီးလူတွေကိုမောင်းထုတ်နေတာကြောင့်မြို့နေပြည်သူလူထုတွေကအစုလိုက်အပြုံလိုက်ပုံစံအမျိုးမျိုးနဲ့ထွက်ခွာနေကြရပါပြီဗိုလ်ကြီးတို့ရဲ့မိသားစုကလည်းအခြေအနေအရသူတို့ရဲ့ကားကောင်းစားကိုထားခဲ့ပြီးကားအဆုပ်တစ်စီးကိုယူကာတာမန်အရတာမိသားစုတွေနဲ့ရောပြီးမြို့ပြင်ကိုထွက်ခွာသွားပါတယ်အဲ့ဒီလိုခရီးဆက်လာရင်းနဲ့လမ်းခရီးတနေရာအရောက်မှာတော့ခမာနီစစ်သားတယောက်ကသူတို့ကားကိုတားပြီးကားနဲ့ဗိုလ်ကြီးခင်ရဲ့နာရီကိုကြည့်ကာအစိုးရဝန်ထမ်းလားစစ်တပ်ကလားလို့စစ်မေးပါတော့တယ်ဗိုလ်ကြီးခင်ကတထေးတယောက်ရဲ့အိမ်မှာအလုပ်လုပ်တာပါနာရီကလည်းတထေးစီကလက်ဆောင်ရတာပါလို့ဖြေရှင်းနိုင်ခဲ့ပေမဲ့ဒီကားနဲ့နာရီတွေကိုမင်းတို့မလို့အပ်တော့ဘူးဆိုလို့ထားခဲ့လိုက်ရပါတယ်အခုဆိုရင်သူတို့မိသားစုမှာကားဆုပ်လည်းမရှိတော့ပါဘူးဒါပေမဲ့လည်းသူတို့တနိုင်စာပျက်စီးလေးတွေတည့်ပြီးတော့ခရီးဆက်နေကြရပါတယ်ညဖက်ရောက်တဲ့အခါမှာတော့ဗိုလ်ကြီးခင်ကစစ်တပ်နဲ့ဆက်ဆက်တဲ့သူ့ရဲ့အထောက်အထားတွေကိုမီးရှို့ပြီးဖျက်ဆီးလိုက်ပါတော့တယ်နောက်တရက်မှလည်းချီကျင်တဲ့ခရီးဆက်ကြရပြန်ပါတယ်ဘာမှမတိရှာတဲ့တမီလေးဟူကအိမ်ပြန်ချင်တယ်လို့ဆိုလာပေမဲ့အဖေတို့ပြန်လို့မရတော့ဘူးဆိုပြီးဘာမှမတိတဲ့နေရာကိုခမာနီစစ်သားတွေလူအုပ်ကြီးတွေနဲ့အတူလိုက်ပါနေကြရပါတယ်အဲ့လိုတွားရင်းနဲ့ခမာနီတို့ရဲ့စစ်စေးရေးဂိတ်တစ်ခုကိုရောက်လာကြပါတယ်အဲ့ဒီနေရာကမြို့ထဲကနေထွက်လာတဲ့မိသားစုဝင်တွေစရင်ပေးပြီးအစစ်ဆေးခံကြရတဲ့နေရာပါပြီးရင်တော့မိမိတို့မှာပါလာတဲ့ငွေကြေးအတုံးအဆောင်ဇိမ်ခံပျက်စီးနဲ့အလားအပါဆိုင်ရာတွေကိုလည်းထားခဲ့ကြရပါတယ်ဘာကြောင့်လဲဆိုရင်တော့ခမာနီစစ်သားတယောက်ကငါတို့ရဲ့ကမ္ဘောဒီးယားနိုင်ငံအစ်မှာအဲ့ဒါတွေမလိုဘူးအဲ့ဒါတွေကလူဒန်းစားခွဲခြားတဲ့အရာတွေငါတို့ရဲ့နိုင်ငံအစ်မှာလူသားအလုံးကဒန်းတူအခွင့်အရေးရရမယ်တာတူညီမျှပဲဖြစ်ရမယ်လို့လူအုပ်ကြီးကိုကြေညာနေပါတယ်ဗိုလ်ကြီးတို့မိသားစုလည်းတခြားသူတွေလိုပါပဲသူတို့တနိုင်စာတည်လာတဲ့ပစ္စည်းတွေဖနက်တွေကအစာထားခဲ့ရပြီးခရီးဆက်ကြရပြန်တယ်ခမာနီတို့အုပ်ချုပ်တဲ့နယ်မြေကိုရောက်တဲ့အခါမှာတော့မမျှော်လင့်ပဲသူတို့အမျိုးတွေနဲ့စုံကြပါတယ်အမျိုးတွေကသူတို့ကိုအိမ်ခေါ်သွားပြီး
ကျွေးမွေးအခန့်ကြပေမဲ့စစ်သားတယောက်ဖြစ်နေတာကြောင့်အဲ့ဒီရွာမှာဆက်နေဖို့ကမဖြစ်နိုင်တော့လို့သူတို့ထွက်လာခဲ့ကြရပါတယ်။ဒီနေ့ညဖက်မှာတော့သူတို့အနားယူနေတဲ့အချိန်စစ်ကားတွေရောက်လာပြီးလူတွေကိုအတင်းကားပေါ်ကိုတက်ခိုင်းပါတယ်။ဗိုလ်ကြီးတို့မိသားစုလည်းအဲ့ဒီစစ်ကားနဲ့လိုက်ပါသွားကြရပါတယ်။ကားကတညလုံးတွားပြီးနောက်တရက်မနေ့မှာတော့ခမာနီတို့ရဲ့အလုတ်စခန်းတနေရာကိုရောက်သွားကြပါပြီ။ခမာနီအရာရှိတယောက်ကရောက်ရှိလာတဲ့သူတွေကိုမိတ်ခွန်းချွေပါတော့တယ်။သူကရဲဘော်တို့ဒီရောက်လာရင်ပုတ်ကိုဆွဲပိုင်ဆိုင်မှုတွေကိုစွန့်ရပါမယ်။တကူကောင်းစိတ်တွေကိုစွန့်ရပါမယ်။ဒီမှာရှိတဲ့သူတွေအားလုံးကိုအန်ကာတက်ရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိရမယ်။အန်ကာတက်ရဲ့အမိတ်ကိုပဲနာခံရမယ်။အဲ့ဒီလိုမိတ်ခွန်းပြောပြီးတာနဲ့သူတို့တွေကိုမြေကွက်လကွင်းပြင်တစ်ခုကိုခေါ်သွားကြပါတယ်။ပထမဆုံးသူတို့နေဖို့အိမ်ကိုသူတို့ဖာတာစောက်ကြရပါတယ်။ပြီးရင်တော့သူတို့မှာပါလာတဲ့အဝတ်အစားအယောင်စုံတွေကိုတောထဲကဘာရီတီးတွေခူးပြီးအနဲ့ရောင်စင်တူဖြစ်အောင်ဆေးဆိုးကြရပါတယ်။စပင်ရှိနေတဲ့မိန်းကလေးတွေအမျိုးသမီးတွေကလေးတွေရဲ့စပင်ကိုလည်းညှပ်ပစ်လိုက်ရပါတယ်။အခုဆိုဘူကြီးရဲ့တမီးလေးတွေခမညာစပင်တိုလေးတွေနဲ့ဖြစ်နေပါပြီ။နေ့ဖက်တွေမှာဆိုတမိသားစုလုံးအလုတ်စခန်းမှာအလုတ်လုံးကြရပြီးညဖက်ရောက်တဲ့အခါမှာတော့ခမာနီတို့ရဲ့ဟောပြောပို့ချချက်တွေကိုတက်ရောက်နားထောင်ရပါတယ်။အဲ့ဒီအချိန်မှာပဲအပြစ်ရှိတဲ့သူတွေကိုအပြစ်ပေးနေတာကိုလည်းထောက်ခံကြရပါတယ်။အလုတ်စခန်းမှာသူတို့ပင်ပန်းကြီးစွာလောက်ကင်နေကြရပေမဲ့ရရှိလာတဲ့ထွက်ကုန်တွေအတွက်သူတို့မခံစားကြရပါဘူး။အလုတ်ကပင်ပန်းပြီးအစားမဝလင်တာကြောင့်သူတို့တွေရဲ့ရုပ်ပိုင်းဆိုင်ရာတွေကတနစ်တခြားချွတ်ယွင်းလာပါတော့တယ်။ဒီလိုနေလာရင်းနဲ့တနေ့မှာတော့အရွယ်ရောက်တဲ့ကြားမတွေကိုစစ်မှုထမ်းဖို့လာခေါ်တာကြောင့်ဗိုလ်ကြီးတားကြီးနှစ်ယောက်နဲ့တမီးအကြီးကိုထည့်ပေးလိုက်ရပါတော့တယ်။အလုတ်စခန်းမှာအသက်ခံရတာတွေတည်ဆုံးတာတွေကိုနှစ်စဉ်ရက်ဆက်မြင်နေကြရပါတယ်။ညတညမှာတော့ဗိုလ်ကြီးခင်ကစံအနှဲငယ်နဲ့ဘိုးကောင်တချို့ကိုအိမ်ကိုယူလာပါတယ်။စံကိုဝက်ထားပြီးတော့ဘိုးကောင်လေးနှစ်ကောင်ကိုမိသားစုတွေဝိုင်းစားနေကြရပါတယ်။အစားကလေးအနှဲငယ်ကသူတို့မိသားစုကိုခဏတာပျော်ရွှင်စေတာကိုမြင်တွေ့ရပါလိမ့်မယ်။အဲ့လိုနဲ့တညမှာတော့ဟူးတယောက်ဖွဲ့ထားတဲ့စံကိုတတိယပြီးအရန်ပိုက်စားလာတာကြောင့်အနှဲငယ်ယူစားမိလိုက်ပါတော့တယ်။မနေ့ရောက်တဲ့အခါမှာတော့သူ့အကူကင်ကတိသွားပြီးဟူးကိုရိုက်လိုက်ပါတယ်။အဲ့ဒီအဖြစ်ပြက်ကိုမြင်လိုက်ရတဲ့ဖခင်ခမအရန်စိတ်မကောင်းဖြစ်ပြီးတားနဲ့တမီးကိုရံမဖြစ်ကြဖို့နဲ့တယောက်ကိုတယောက်ကူညီရမယ်ဆိုပြီးပြောဆိုဆုံးမလိုက်ပါတော့တယ်။တရက်မှာတော့ဗိုလ်ကြီးခင်ရဲ့တမီးကြီးကိုဆေးရုံတင်ထားရတယ်ဆိုတဲ့တဲ့တင်ဆိုကြီးတစ်ခုကသူတို့စီကိုရောက်လို့လာပါတယ်။ခမာနီတွေခွင့်ပြုလို့ဗိုလ်ကြီးမိမနဲ့ဟူးတို့ဆေးရုံကိုတွားကြည့်ခွင့်ရကြပြီးပိန်လီအာယုံနေတဲ့တမီးကြီးကိုတွေ့ရပေမဲ့ဘာမှမလုပ်ပေးနိုင်တာကြောင့်ဒီအတိုင်းပဲပြန်လာခဲ့ကြရပါတယ်။တိတ်မကြခင်မှာပဲသူ့တမီးကြီးတည်သွားပြီဆိုတဲ့သတင်းစကားကိုရရှိပါတော့တယ်။အချိန်ကြာလာတဲ့အမျှကန်ဆိုးမှုတွေကသူတို့မိသားစုစီကိုတောက်လျှောက်ရောက်လို့လာပါတော့တယ်။ဒီနေ့မှလည်းခမာနီစစ်သားနှစ်ယောက်ကရောက်လာပြီးဗိုလ်ကြီးခင်ကိုခိုင်းเสียရှိတဲ့ဆိုပြီးလာခေါ်တော့ပါတော့တယ်။အဲ့ဒီကတဲ့ကဗိုလ်ကြီးခင်ကပြန်မလာတော့ပါဘူး။အခုဆိုရင်သူတို့မိသားစုဝင်တွေတယောက်ပြီးတယောက်ရော့နေလို့လာပါပြီ။ဖခင်မရှိတော့တာကြောင့်မိသားစုကိုမိခင်ကပဲဆက်လက်ဦးဆောင်နေရပါတယ်။တညမှာတော့ညီအငယ်ဆုံးလေးကဘိုက်တအားဆာလာလို့အကိုကင်ကခြံထဲကပြောင်းဖူးတွေတွားခိုးတာအဆောက်တွေတိသွားတော့အရိုက်ခံရပြီးပြန်လာခဲ့ရပါတယ်။အဲ့လိုဖြစ်ပျက်ပြီးတဲ့နောက်မှာတော့မိခင်ကဗိုလ်ကြီးခင်မှာထားတဲ့အတိုင်းပဲတုကလေးတွေကိုမိသားစုဓာတ်ပုံတပုံစီပေးပြီးခမာနီတွေမိဘမဲ့ကလေးတွေကိုပြုစုပြိုးထောင်တဲ့နေရာကိုထွက်ပြေးခိုင်းပါတော့တယ်။တားတို့တမီးတို့တယောက်တလန်းစီခွဲသွားကြပါသူများတွေမေးရင်နာမည်အရင်ကိုမတုံးပဲမိဘမဲ့တွေလို့ပြောနော်ဆိုပြီးတော့လဲမှာကြားလိုက်ပါတယ်။မိခင်မှာကြားလိုက်တဲ့အတိုင်းပဲကင်ကတလန်းဟူးနဲ့ချူကတလန်းခွဲသွားလိုက်ကြပါတယ်။အဲ့လိုနဲ့ဟူးနဲ့ချူတို့ခမာနီစစ်သားတွေရဲ့လမ်းညွှန်မှုနဲ့မိဘမဲ့ကလေးအလုတ်စခန်းကိုရောက်သွားကြပါပြီ။ဒီစခန်းရဲ့အဓိကလုပ်ငန်းကမိဘမဲ့ကလေးတွေကိုခမာနီစစ်သားဖြစ်အောင်လေ့ကျင့်ပေးတဲ့နေရာကြီးပါ။ဒီစခန်းကလည်းအရင်စခန်းလိုပါပဲနေ့ဖက်တွေမှာဆိုအလုတ်လောက်ကြရပြီးညဖက်ရောက်ရင်ခမာနီတွေရဲ့ထောက်ခံပွဲတွေကိုတက်ရပါတယ်။ဒါပေမဲ့အစားအသောက်လေးကတော့နည်းနည်းပိုစားကြရတာပေါ့။ဒီလိုနဲ့တနေ့မှာတော့ဟူးနဲ့သူ့အမချူတို့ခွဲခွာကြရပါတယ်။အကြောင်းကတော့ဟူးကိုခမာနီစစ်တဲ့အဖြစ်ရွေးချယ်လိုက်လို့ပါပဲ
အခုဆိုရင်တန်မာပြီးညံကောင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဟူးကကလေးစစ်သားဖြစ်သွားပါပြီကလေးစစ်သားဆိုပေမဲ့တအားပင်ပန်းပါတယ်နှစ်ဖက်မှာဆိုတိုက်ခိုက်ရေးတွေဖောက်ခွဲရေးအတက်တွေကိုတင်ရပြီးညဖက်ကိုရောက်တဲ့အခါမှာဆိုရင်တော့ကွန်မြူနစ်တဘောတရားတွေကိုတင်ယူရပါတယ်တရက်မှာတော့ခွင့်ရတာကြောင့်ဟူးကသူ့အမေရှိတဲ့နေရာကိုပြန်သွားကြည့်ပါတယ်သူ့အမေနဲ့သူ့မောင်လေးကိုမတွေ့ရပဲရွာပြက်ကြီးကိုပဲတွေ့ရတော့ပါတယ်သူ့အမေနဲ့သူ့မောင်လေးဘလို့မှအသက်မရှင်နိုင်တော့ဘူးဆိုတာသူမသိလိုက်ရပါပြီတရက်မှာသူတို့ရဲ့တင်နန်းဆရာမကဘယင်နန်တွေသူတို့နဲ့နီးလာပြီးတိုက်ခိုက်ဖို့အတွက်အသင့်နေကြပါလို့ဟူးတို့ကိုတတိပေးလာကြပါတယ်အဲ့လိုတတိပေးပြီးတိတ်မကြတဲ့ညတညမှာပဲသူတို့ရဲ့စခန်းအပြင်းအထန်တိုက်ခိုက်ခံရပါတော့တယ်တိုက်ပွဲတွေကြားထဲမှာပဲသူ့အမကိုလိုက်ရှာပြီးမဲ့မိလောင်နေတဲ့အဆောက်အဦကိုပဲတွေ့ရပါတယ်သူမရဲ့ဘဝထဲကမိသားစုဝင်တွေတယောက်ပြီးတယောက်ထွက်ခွာသွားပြီးဆိုပြီးဝမ်းနည်းစွာနဲ့ပဲမိလောင်တဲ့အဆောက်အဦကိုရပ်ကြည့်နေပါတယ်နောက်တစ်မိနစ်မှာတော့ဟူးတယောက်ကိုစစ်ဆောင်လူအုပ်တွေကြားထဲမှာစစ်ပြေးစစ်ဆောင်ကလေးတယောက်အနေနဲ့လိုက်တွားနေတာကိုတွေ့ရပါတယ်အဲ့လိုတွားနေရင်နဲ့မမျော်လင့်ပဲသူ့အကိုကင်နဲ့သူ့အမချူကသူ့ကိုတွေ့ပြီးလာရောက်ပွေ့ဖက်ပါတော့တယ်သူတို့မောင်နှမ၃ယောက်အပြန်လာပွေ့ဖက်ကြရင်ပျော်နေကြပါတယ်ဒီလိုပဲခရီးဆက်ရင်းနဲ့လမ်းမှာရွာပြက်တစ်ခုတွေ့လို့အိမ်တစ်လုံးထဲကိုသူတို့ဝင်ရှာကြည့်တော့ကင်ကကြက်တကောင်နဲ့မိချစ်တစ်လုံးကိုတွေ့ပြီးဟူးကတော့ဟန်ကောတစ်လုံးကိုရရှိလာခဲ့ပါတယ်အခုဆိုရင်သူတို့တွေဘီယန်နန်နယ်ထဲကိုရောက်လာကြပါပြီသူတို့မောင်နှမတွေဘီယန်နန်စစ်ဆောင်စခန်းကိုရောက်တဲ့အခါမှာတော့သူတို့လိုရွယ်သူလူငယ်တစုကလာပေါင်းကြဖို့ခေါ်လို့သူတို့တွေတွားပေါင်းလိုက်ကြပါတယ်ဟူးတို့ကသူတို့မှာပါလာတဲ့ကြက်ကလေးကိုပြုတ်ကျွေးပြီးလူငယ်တွေကလည်းသူတို့မှာပါလာတဲ့မွေသားကိုပြန်လဲကင်ကျွေးကြပါတယ်ကလေးတစုအစာစားလို့ပျော်နေကြပြီလေဒါပေမဲ့သူတို့ရဲ့အပျော်ကလေးကအချိန်တိုအတွင်းပါပဲဘာလို့လဲဆိုတော့သူတို့စစ်ဆောင်စခန်းကိုခမာနီတွေကလာရောက်တိုက်ခိုက်ကြလို့ပါတိုက်ပွဲတွေကြားထဲမှာပြေးရလွှားရင်းနဲ့ပဲသူတို့မောင်နှမတွေထကွဲကြရပြန်ပါတယ်လူတွေလည်းအများကြီးတည်ကြရတယ်အခုဆိုရင်ဟူးကမိုင်းတွင်းထဲကိုရောက်နေပြီးရက်နေရပါတယ်သူ့အနာကသူ့အရှိကဖြတ်သွားသူတွေတယောက်ပြီးတယောက်မိုင်းထိနေတာကြောင့်လဲသူမကဆက်မတွားရဲတော့ပါဘူးဒါပေမဲ့အနောက်ဘက်ကတိုက်ပွဲကိုလည်းကြောက်ရတာကြောင့်အရဲစွန့်ပြီးတလန်းချင်းစီလမ်းရင်းနဲ့သူမမိုင်းကွင်းထဲကနေလွတ်မြောက်ခဲ့ပါတယ်သူတို့မောင်နှမ၃ယောက်နောက်ထပ်ဒုက္ခတဲ့စခန်းမှာပြန်ဆုံကြပါတယ်တရက်မှာတော့ဒုက္ခတဲ့စခန်းမှာခမာနီစစ်သားတယောက်ကိုဖမ်းမိလို့လူတွေဝိုင်းအောင်စစ်မေးရိုက်နေကြပါတယ်ဟူးလဲလူအုပ်ထဲမှာကြည်နေပါတယ်လူအုပ်ကစစ်သားကိုတိတဲ့အထိရိုက်ချင်နေကြတာပါရုတ်တရက်ဟူးကသူ့အဖေကိုမြင်အောင်သွားလို့အဖေလို့အကျယ်ကြီးအော်ခေါ်မိလိုက်ပါတယ်လူအုပ်ကြီးကခမာနီကသူ့အဖေလို့ထင်သွားပြီးတော့ဆက်ရိုက်တာကိုမလုပ်တော့ပဲခမာနီစစ်သားကိုလွတ်ပေးလိုက်ပါတယ်နောက်ဆုံးတော့လဲပြည်သူတွေဆိုတာသူတို့ကိုရက်ဆက်ခဲ့တဲ့သူတွေကိုခွင့်လွတ်ပေးလိုက်ကြတာပါပဲဇလန်ရဲ့အဆုံးစစ်ပွဲတွေပြီးသွားတဲ့အခါမှာတော့သူတို့မောင်နှမတွေအားလုံးပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်ညီကုန်းချုပ်အနေနဲ့ဒီဇက်ကားကိုရီကက်လုပ်ပြီးတဲ့အချိန်မှာကျွန်တော်ဘာတွေတိလိုက်ရလဲဆိုတော့ကွန်မြူနစ်စနစ်နဲ့အာဏာရှင်လက်ထဲကိုကြာရောက်သွားတဲ့အချိန်တုန်းကကမ်ဘောဒီးယားနိုင်ငံရဲ့ပြည်သူလူထု၄ပုံတပုံကစစ်အတွင်းမှာတည်ဆုံသွားခဲ့ရပါတယ်ဒါတွေကပြည်သူတွေရဲ့ရင်နာစရာအဖြစ်တွေပါနောက်ပြီးမိသားစုတစုရှင်တန်ဖို့အတွက်ခက်ခဲရုန်းကန်ရတာတွေပြည်ပနိုင်ငံကဂျားနေဝင်မပါဘူးဆိုရင်လွတ်မြောက်ဖို့ခက်ခဲမယ်ဆိုတာတွေနောက်ဆုံးအနေနဲ့တည်ဆုံသွားသူတွေကတော့တနည်းအားဖြင့်လွတ်မြောက်သွားတဲ့သူတွေဖြစ်ပြီးရှင်တန်ကြံရစ်ခဲ့တဲ့သူတွေကတော့အတိတ်ဆိုးကြီးကိုမြစ်ပြောက်ဖို့ခက်ခဲမယ်လို့ကျွန်တော်ထင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်တွေလည်းပြောပြပေးကြပါအောင်နော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်